လူငယ်မီလီယံနာဖြစ်ချင်တာစိတ်ပဲဖြစ်အောင်လုပ်ရမှာနီလန်ဒါဆိုဘယ်နီလန်ကစားတချို့ကမွေးကြတဲ့ချမ်းသာလာတဲ့လူရှိတချို့ကမွေးကြတဲ့ဘာမှမရှိတဲ့လူဘာမှမရှိတဲ့လူတွေအတွက်ဘယ်လိုမီလီယံနာဖြစ်အောင်လုပ်မှာလဲဒီ၃နည်းရှိတယ်ငွေကြေးကိုဘယ်လိုခိုင်မာအောင်လုပ်မလဲဆိုတဲ့ဒီ၃နည်းရှိတယ်နံပါတ်1ငွေရှာခြင်းအတတ်ပညာဘာမှမရှိတဲ့လူကအရင်ရှာရမယ်ရှိပြီးသားလူကတန့်ရင်းနှီးလို့ရတယ်ဒါပေမဲ့ရှိပြီးသားလူကိုသွားရှင်လို့မရအောင်ကျွန်တော်ကမရှိတဲ့ဘဝအစမှာဆိုတော့ငွေရှာခြင်းအတတ်ပညာကိုတက်ရအောင်နံပါတ်2ငွေကိုထိန်းသိမ်းတဲ့အတတ်ပညာတက်ရအောင်နံပါတ်3ငွေကိုပွားအောင်လုပ်တဲ့အတတ်ပညာတက်ဟာရှာလွယ်လွယ်လေးပြောတော့တာခေါင်းစဉ်လေးတွေကငွေရှာရမယ်ငွေကိုထိန်းသိမ်းရမယ်ငွေကိုပွားအောင်လုပ်ရမယ်ရှာလွယ်လွယ်လေးဟုတ်ပြီငွေရှာမယ်ဘယ်လိုနည်းလမ်းနဲ့ရှာမှာလဲနံပါတ်1စက်မှုလက်မှုအတတ်ပညာရှိရနံပါတ်2နည်းပညာတွေသိရနံပါတ်3လုပ်ငန်းနဲ့ဆက်ဆက်တဲ့အယောင်းဝယ်ပညာအနည်းဆုံးဒီ3ခုတွေတစ်ခုတက်ရ